မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဆရာရဲ့ထမင်းရှင်များကျေးဇူးရှင်များဗေဒမိတ်ပရိသတ်များအားလုံးဒီနေရာမှာမင်္ဂလာပါဆိုပြီးနှုတ်ခွန်းဆက်တာပါလေဗျဆရာမိတ်ဆွေများအတွက်ခဏိကတော့ဆရာတင်ပြပေးမယ့်ရတရားလေးကဗာလေးတုံးဆိုပြီးအရှိရေအိမ်တောင်ရေရီးသားရေများအတွက်စိတ်ညစ်နေမှုတွေကိုအေးချမ်းစေဖို့ဆရာခဏိရတရားလေးတစ်ခုတင်ပြပေးတော့မှာဗျရှစ်သူနေအိမ်တောင်ရင်းနေပြုလုပ်လို့ရတယ်နော်ဒီပြုလို့ရမယ့်ရတရားလေးကတော့လွယ်ပါပဲဗျဒီလိုအဖြူရောင်စာရွက်လေးတစ်ရွက်တော့လိုပါတယ်ဒီလိုအဖြူရောင်စာရွက်လေးထဲမှာကြားထဲမှာအပေါင်းလက္ခဏာလေးတစ်ခုတော့ခံရပါမယ်ဗျဒီလိုအပေါင်းလက္ခဏာလေးခံပြီးပြီဆိုရင်အပေါ်မှာအမျိုးသားနာမည်ယောက်ျားလေးနာမည်ရေးရမယ်အောက်မှာအမျိုးသမီးနာမည်မိန်းကလေးနာမည်ရေးရမယ်ရေးပြီးပြီဆိုထိုးစာရွက်လေးကိုတေချာလေးခောက်ပြီးပြီဆိုအဲ့ဒီစာရွက်လေးကိုအစိမ်းရောင်တပတ်လေးတစ်ခုသို့မဟုတ်အစိမ်းရောင်လက်ကပ်မွားလေးနဲ့ထုတ်ရမယ်ထုတ်ပြီးပြီဆိုအဲ့ဒီစာရွက်လေးကိုမိမိနေတဲ့အိမ်အမြင့်တနေရာမှာတင်ရမယ်သို့ဒီမဟုတ်အိတ်ခမ်းရဲ့အမြင့်တနေရာမှာလည်းတင်ထားလို့ရပါတယ်ဗျအဲ့ဒါလေးတင်ထားတဲ့နေရာကဖျားစစ်လုံးဝမဖြစ်ရဘူးဗျဖျားစစ်မှာလုံးဝမတင်ရဘူးအရှိရေးအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ရတရားမှန်သမျှဖျားကိုဘယ်တော့မှမတင်ရဘူးဗျအိမ်ရဲ့အမြင့်တနေရာကိုတင်ထားပြီးတော့ဒါလေးကိုမိမိအစဉ်ပြေဖို့အတွက်မေတ္တာတော်လေးရွတ်ဖက်ပြီးပူဇော်ရမယ်မေတ္တာတော်လေးရွတ်ဖက်ရမယ်အဲ့ဒီဆိုင်ရလေးကိုကြည့်ပြီးတော့မေတ္တာတော်လေးရွတ်ရင်းနဲ့မိမိလိုရဲ့ဆန္ဒလေးဆူတောင်းပါဗျအိမ်ထောင်ရေးအရှိရဲ့အတွက်အေရှမ်းစေပါလေဗျအဲ့ဒါလေးပြုလို့ရှိရပြည့်အိမ်တွင်းမိသားစုပါအေရှမ်းစေပါလေဗျမိတ်ဆွေများအားလုံးမင်္ဂလာပါကျမ်းမာကြပါစေချမ်းသာကြပါစေဗျ